အိမ်ဖော်မင်းကလေးတယောက်ကသူ့တခင်မရဲ့ရှေ့မှာတင်တခင်မအကြောင်းအတင်းထင်းပြောဆိုနေပါတယ်။ဒါကိုကြားတော့အမျိုးသမီးတခင်မကငါမကောင်းကြောင်ပြောရရင်ပြောကြည့်နေသွားတွေအကုန်ကြကြကုန်လိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲအိမ်ဖော်မလေးကမြေကြီးပေါ်လဲကျသွားပြီးသူ့သွားတွေတကယ်ပဲကြွထွက်ကုန်ပါတော့တယ်။ဒါကိုမြင်တော့တခြားအိမ်ဖော်တွေလည်းကြောက်လန့်ပြီးထွက်ပြေးကုန်ကြပါတယ်။အမျိုးသမီးရဲ့စကားတွေတကယ်ဖြစ်လာမယ်လို့သူတို့ဘယ်တော့မှမထင်ထားခဲ့ကြပါဘူး။တကယ်တော့ဒီမျိုးသမီးဟာမူလကခေါင်းကောင်းဆောင်တစ်ယောက်ပါ။သူကတာမန်ဘဝလေးကိုဖျက်တမ်းတော့မဲ့အချိန်မှာပဲသူဖတ်ဖူးတဲ့ဝတ္ထုတုံးထဲကိုမတော်တဆရောက်ရှိသွားခဲ့တာပါ။ကိုဆိုးတာကသူဟာဝတ္ထုတွေကဘီလိန်လူဆိုးမနေရာကိုရောက်ရှိနေတာဖြစ်ပါတယ်။သူ့ကိုပျော်ရွှင်စေတဲ့တခုတည်းသောຢာကတော့သူပြောသမျှစကားတိုင်းတကယ်ဖြစ်လာစေတဲ့စွမ်းအင်ကိုရရှိထားတာပါပဲ။ဘယ်သူမဆိုသူ့ကိုရန်စေရရင်သူပါဆက်ကပြောလိုက်ုံနဲ့တင်အဲ့ဒီလူကိုတန်ခတ်နိုင်ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ဖော်တယောက်ကခင်ပွန်းတဲ့ပြန်ရောက်လာပြီလို့လာပြောပါတယ်။သူမကခင်ပွန်းတဲ့ကိုတခါမှမမြင်ဘူးလို့အပြေးလွှားသွားကြည့်လိုက်တဲ့အခါခင်ပွန်းတဲ့ကမျောလင့်ထားတာထက်ပိုပြီးချောမောခံရနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ယောက်ျားဖြစ်သူအခန်းထဲဝင်လာတာနဲ့ကွာရှင်းပေးလို့ချက်ချင်းတောင်းဆိုပါတော့တယ်။ဖြစ်ပုံကတစုံတစ်ယောက်ကသူ့ကားကိုကလိန်ကကျစ်လုတ်ထားလို့မတော်တဆမှုဖြစ်ခဲ့ရပြီးတက်တေတွေအားလုံးကသူမကိုညွှန်ပြနေလို့ပါပဲ။သူကကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးရင်ဒေါ်လာ10 တန်းပေးမယ်လို့ကမ်းလှမ်းပါတယ်။အမျိုးသမီးကမြို့တော်ရဲ့အချမ်းသာဆုံးတတိဖြစ်ပြီးတော့10 တန်းနဲ့ပေးတယ်ပေါ့လို့စိတ်ထဲကနေမကြေမနက်ညှဉ်းညူလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့စိတ်ထဲကအတွေးတွေကိုယောက်ျားဖြစ်သူကကြားနေရတယ်ဆိုတာကိုတော့သူမသိလိုက်ပါဘူး။ယောက်ျားဖြစ်သူကထူးဆန်းတဲ့အတန်ကြားလို့လက်ထောက်ကိုမေးပေမဲ့လက်ထောက်ကဘာမှမကြားရကြောင်းပြောပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးပြီးသွားပါပြီ။ယောက်ျားဖြစ်သူကစိတ်ရှုပ်ထွေးသွားပါတယ်။ဘာလို့လဲဆိုတော့ဒီမိမကသူ့ကိုလက်ထပ်ရဖို့9 နှစ်လုံးလုံးလိုက်ကခဲ့တယ်လို့သူ့ဘိုးကိုလည်းတောင်းပန်တနာခံခဲ့လို့ပါ။အခုမှဘာလို့ဒီလောက်လွယ်လက်မှတ်ထိုးပေးလိုက်တာလဲသူနားမလည်နိုင်ပါဘူး။အဲ့ဒီအချိန်မှာသူမရဲ့အတွေးတန်ကိုသူထပ်ကြားလိုက်ရပြန်ပါတယ်။ကွာရှင်းပြီးရင်ဒီပိုက်ဆံနဲ့အမျိုးသားမော်ဒယ်16ယောက်လောက်ငားပြီးနားကိုပြုစုခိုင်းပြီးပြောပါပြစ်မယ်။ယောက်ျားဖြစ်သူကသူမရဲ့အတွေးတွေကိုသူကြားနေရမှန်းတေချာသွားတယ်လို့သူမရဲ့အစီအစဉ်ကိုတိလိုက်ရလို့တုံးလောက်သွားပြီးသူ့ခန်းထဲကိုအမြန်ပြန်ခေါ်သွားဖို့လက်ထောက်ကိုခိုင်းလိုက်ပါတယ်။ခင်ပွန်းတဲ့ရုတ်တရက်ထွက်ပြေးသွားတာမြင်တော့အမျိုးသမီးလဲကြောင်သွားပါတယ်။သူကကွာရှင်းကြီးယူပြီးခီးထွက်ဖို့စိတ်ကူးရင်နေတာပါ။အခုတော့ယောက်ျားကကွာရှင်းဖို့နောက်ဆုတ်သွားပုံရပါတယ်။အမျိုးသမီးကမူလကဘာမှာကြံခဲ့တဲ့ပိုက်ဆံတွေကိုတတိယသွားပြီးမူလဘဝကိုပြန်သွားဖို့နေလက်ရှာပါတော့တယ်။သူ့စကားတွေကမော်ဆွမ်းရင်ရှိမှန်းသိလို့လက်သာဆောင်မှာရက်ပြီးကဘာကြီးပျက်စီးသွားပါစေလို့အော်ဟစ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲလေပြင်းမုန်တိုင်းတွေတိုက်ခတ်လာပါတယ်။ဝတ္ထုကဘာကြီးပျက်စီးရင်မူလဘဝကိုပြန်ရောက်မယ်ထင်ပြီးသူပျော်သွားပါတယ်။ဒါပေမဲ့မိုးကြိုးတစင်းကသူ့ကိုပစ်ချလိုက်တာကြောင့်နေရာမှာတင်လဲကျသွားပါတော့တယ်။အိမ်သားတွေကတော့ကွာရှင်းရမှာမို့ဝမ်းနေပြီးလဲကျတယ်လို့ထင်နေကြပါတယ်။မူလကဘာကိုပြန်လို့မရမှန်းသိလိုက်ရတော့ကွာရှင်းကြီးလျော်ကြီးကိုပဲမရရအောင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ခင်ပွန်းတဲ့သူ့ကိုမုန်းသွားအောင်ရေနွေးပူပူတစ်ခွက်ကိုတမင်တကာပေးလိုက်ပါတယ်။ဒါပေမဲ့ယောက်ျားကမျက်နှာထားတစ်ချက်မပြတ်ပဲတောက်လိုက်ပါတယ်။သူမကမပူဘူးလားလို့တွေးပြီးကိုယ်တိုင်တောက်ကြည့်လိုက်တော့ရှာမီးလောင်သွားပါတော့တယ်။ဒီနေ့လည်းအလုံးမဖြစ်တော့သူ့ရဲ့စကားစွမ်းအင်ကိုသုံးပြီးယောက်ျားကိုဆနောက်ဖို့ကြံစီပြန်ပါတယ်။သူမကအိမ်မှာခြုံပုတ်တွေဒီလောက်များတာမွေတွေရှိမှာပဲယောက်ျားကခြေတော့မကောင်းတော့မွေကိုက်ခံရရင်ဒုက္ခပဲလို့တမင်ပြောလိုက်ပါတယ်။မကြခင်မှာပဲမွေတကောင်တကယ်ထွက်လာပါတယ်။ဒါပေမဲ့မွေကယောက်ျားကိုမကိုက်ပဲအမျိုးသမီးသူမကိုပဲလိုက်ကိုက်ပါတော့တယ်။အမျိုးသမီးကကြောက်လန့်တကြားနဲ့မွေကိုလွင့်ပစ်လိုက်ပြီးကြောက်လုံးလို့သတိမေ့သွားပါတော့တယ်